Hello ဒီစာပိုင်းညီမတက်ထားတဲ့ handmade နင်းစီပန်းလုပ်နည်းလေးကိုပြပြမယ်နော်။ဒါမျိုး1 cm ခွဲစာလေးညှက်ထားတာပါမယ်။ဒါနှစ်ခေါက်ပို့ထားတာမှဒါ1 cm ခွဲပေါ့နော်။အရှိကကျတော့15 cm ပါ။ပြီးလို့ရှိရင်ဒီဘေးကိုမီးညှိမယ်။ထိတ်ဆုံးမှာကျအမတို့2 cm ချမ်းပဲပေါ့နော်2 cm ချမ်းပြီးတော့ဒီလိုအက်ကလေးထိုးပါမယ်ပြီးရင်တစ်ခွဲတိုင်းမယ်တစ်ခွဲနေရာမှာအဲ့အက်ကိုပြန်ထွက်မယ်ပြီးရင်နောက်ထပ်တစ်ခွဲတိုင်းမယ်အဲ့တစ်ခွဲနေရာမှာဒီအက်ကိုပြန်ထိုးမယ်အဲ့လိုမျိုးပဲဒီလိုမျိုးတစ်ခွဲအချာစီမှာဒီလိုအက်ကိုပြန်ထိုးပြန်ကော်အဲ့လိုလုပ်ရင်းနဲ့ဒီလိုအဆုံးထိလုပ်သွားမယ်နော်ပြီးပြီဆိုလို့ရှိရင်မတို့ဒီလိုအတုံလေးရလိုက်ပေါ့နော်အဲ့တော့ထိတ်မှဒီလိုချွန်ချွန်လေးညှက်လိုက်မယ်အဲ့လေးကိုလည်းမတို့မီးညှိမယ်နော်မီးညှိပြီးတော့မမလေးရသွားပြီဆိုရင်ဒီထိတ်ကလေးနဲ့ဒီအက်ထဲကိုထိုးမှာပြီးရင်ဒီစလေးကိုဆွဲထုတ်ပြီးရင်အက်ကနေကင်ပြီးတော့ဒီလိုမျိုးလေးလိမ်မယ်ပေါ့နော်သူကနှင်းစီရဖူးဒီလှတလောက်လေးရအောင်လိမ်မယ်အပေါ်ဟာဖူးလေးရပြီဆိုလို့ရှိရင်အောက်ကဟာလေးတို့ဒီလိုမျိုးနည်းလေးလှည့်ပြီးပေါ့နော်တစ်ခက်နဲ့တစ်ခက်ပြောချင်တာအထက်တစ်ခုနဲ့တစ်ခုမတူအောင်ပေါ့နော်စိတ်တိုင်းကြလှလှလေးရပြီဆိုလို့ရှိရင်အမတို့ဒီအပေါ်အထက်တွေကိုလေဒီလိုမျိုးဆွဲမယ်နော်ဆွဲပြီးတော့ပြောချင်တာအက်ကိုဒီအောက်ထိဆွဲထုတ်တာနော်အကုန်လုံးကိုဆွဲထုတ်ပြီးလို့ရှိရင်ဒီမှာခုနကအက်မှာဆွဲထားတဲ့အချွန်ရဲ့အမီလေးပါလာလိမ့်မယ်နော်အဲ့လေးကိုအမတို့မီးချင်းနဲ့မီးတို့ဒါဆိုလို့ရှိရင်ဒါနှင်းစီပွင့်ပေါ့နော် handmade တသေးလေးပစ္စည်းလေးလှလှလေးရပါပြီဒါလေးကိုအင်ကြီးပေါ်မှာတွားတက်ပြီးအလှစီအောင်ပဲပေါ့နော်